Framis ဟိုးရင်ကနေရလေတကယ်ကို signature ကြနဲ့စော့ပြထားနိုင်ခဲ့တာဆိုတော့ဒီပွဲမှာတော့ဒီနာသူ့ Framis နဲ့ဘယ်လောက်ဒီ impact ထွက်လောက်ပြသွားနိုင်မလဲဘယ်လောက်ဒီစိတ်သွားနိုင်မလဲရှေ့ပွဲမှာတော့ Lilia နဲ့လိုက်ပြီးပုတ်ပြီးတော့ damage ပေးတယ်ဒီပွဲမှာကျ Samsung ရဲ့နောက်မှာနောက်တဲ့ဒီ Netherlands ဘာနဲ့အသင်းလုံးလိုက်ပြီးစိမယ်ဆိုတော့ဘက်က Sora ရဲ့ Torrent တွေ Farsa ရဲ့ Air Strike တွေ Granger ရဲ့ long range damage တွေကိုတော့ဒီ Dead Immune တွေ Netherlands တွေတော့ပြန်ပြီးချောင်ရှားလို့တော့ရတယ်ဒါပေမဲ့ဟိုဘက်က damage ကို direct ကြီးတောက်လျှောက်ပေးနေမယ်ဆိုတော့ Netherlands တော့မလောက်ဖြစ်သွားနိုင်တယ်ကဲတော့ 2Z ဆိုတဲ့ပြတ်သားတဲ့ရလက်တစ်ခုကိုခြေတန်းပဲပြန်ပြီးပိုင်ဆိုင်သွားမလားဒါမှမဟုတ်သူတို့ဒီပွဲမှာ high risk ယူထားပြီးတော့တစ်ဖက်သေးကိုလက်ရှိ meta ရဲ့တကယ်ကိုချမ်းပါတယ်ဆိုတဲ့ hero တွေပေးထားတဲ့နောက်မှာ UD တိုင်တန်းပဲဒီ game number 2ကိုပြန်လည်ပြီးတော့ဥဆောင်သွားရင်းနဲ့ game number 3ပထမဦးဆုံးဆက်ပြီးတော့ဒီနေ့ရဲ့ပထမဦးဆုံးပွဲနေတဲ့ game number 3ကိုပဲထပ်ပြီးတော့ကြည့်ရမလားဆိုတော့အားလုံးပဲဆက်လက်ပြီးတော့ဆုံးဖြတ်ပေးမယ်ဒီ game number 2လေးကို like share ထပ်လုပ်ရင်းနဲ့ပဲကြည့်ရအောင်ဗျာကဲဆိုတော့အားလုံးပဲကျွန်တော်ရဲ့ MS မြန်မာ season 3နော် with 3 day number 1ရဲ့ပထမဦးဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ U Titan Valley G Dino ရဲ့ game number 2ကတော့ level down တွေကိုပြန်လည်ရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျာ game number 2လေးနော်game number 1နဲ့စားမယ်ဆိုတော့ဒီ game number 2မှာတော့ဒီတိုင်းပို့ပြီးတော့ခဲလိုက်မယ်လို့တော့ထင်တယ်။အားကြောင့်လဲဆိုတော့ဒီ Fast Granger အဲ့တော့မှခါလီယာအဲ့တော့မှထပ်ပြီးဆူပြီးတော့လည်းဖက်လိုက်ထားရတယ်ဆိုတော့ instant က early game မှာကနေစား10ပြီးတော့ပြတ်တယ်။အဲ့တော့မှနောက်ပိုင်းဒီခါလီယာရဲ့ဒီ Smurf Stand တွေကတောက်လျှောက်တာပြီးမယ်ဆိုတော့ Air Strike Light Stick combo တွေကြားထဲမှာခါလီတို့ဘာလို့က fan ပြီးထပ်ပြောက်မယ်ဆိုတော့ second objective တွေပါထပ်ပြီးတော့ပြောက်နိုင်တယ်။အဲ့တော့ Netherlands တို့ဒီပွဲမှာ Sandstone တို့ကရှေ့ပွဲကဒီမင်းနှစ်ကောင်ကင်ခဲ့တာတဲ့ဒီပွဲမှာတော့ဒီ Promise နဲ့ Kali ပေါ့ Aces နဲ့ Lina နဲ့ပို့ပြီးအများကြီးအလုပ်လုပ်ရတယ်လို့ပြောရမယ်ပြီးတော့ဒီ side side ကလည်းပို့ပြီးတော့သိဆော့ရမယ်ပို့ပြီး UV ရအောင်ဒီမှာတော့ရတယ်ခေရာနဲ့ Sora နဲ့အနေထားတစ်ခုမှဆိုလဲ Sora ဒါဘယ်လိုပဲကြီးကြီးတည့်မှာ team fight တွေရမှာ spare gas ရမှာတော့အများကြီးတာတယ်လို့ပြောလို့ရတယ်ဟုတ်တယ်လောက်ကွက်လေးနည်းနည်းပိုများတာပေါ့နော်ဒီ hater တော့သိတဲ့အတိုင်းပဲသူတို့ဒီခြုံနေတဲ့ဝင်လို့ဒီ passive ရသွေးပြတ်တတ်တာမျိုးတွေဒီဝိုင်းတစ်ဖက်ကဒီသွေးပြောပါတယ်ဆိုတော့ PC တို့ Granger တို့ဒီလိုကောင်းတွေကိုလိုက်ပြီးတော့ဒါသွေး L hand နေနဲ့ early line pressure သွေးလို့ကောင်းနေပြီဒါလည်း run ဆော့မှာဗျ EHP lane ဆော့တယ်ဆိုတော့သူ lane တွေပါတယ်ဒါကျွန်တော်ရှင်းရတာရှိမယ်ပြီးွားမှဒီ battle ကိုလာပြီးတော့ join ရတဲ့အခန်းကဏ္ဍတွေမှာ Sora ကတော့ကျွန်တော်ပွဲထဲမှာ damage ပိုင်းကတော့ဘာညာပို့ပြီးတော့ပေးနိုင်လောက်နိုင်တယ်ဒါပေမဲ့လည်းဒါတစ်ဖက်က durability ပိုင်းကတော့ပို့ပြီး hater ကောင်းတယ်မင်းမလည်းကျွန်တော်စောစောစီးစီးပဲ Lina စတင်ပြီးတော့ first blood အနေနဲ့ပေးဆက်လိုက်ရပြီဗျကျွန်တော်ထင်ထားတဲ့အတိုင်းပဲ first blood ကိုတော့ U Titan အားလီထွက်နေတဲ့ damage တွေနဲ့တန်းပြီးတော့ရသွားတယ်ဒါပေမဲ့အပေါ်မှာလည်းပြန်ပြီးတော့ပဲ Yori ပေးထားတဲ့ damage တွေကြားမှာ sequence ကိုပြန်ရမလားဆိုတော့ထက်ကြည့်ရအောင်ပဲမရပါဘူးဗျာ impact ကိုနှမျိုးကိုကောင်းတဲ့အနေထားပါဒီနေရာမှာ Hero Gate ရသွားမယ်ဆိုရင်တော့ဂိုးလိန်တော့ပြန်ရလိုက်ပါဗျာဒါဆိုလို့ရှိရင်ဒါဘာပဲနေနေသူတို့ဒီမြက်မှာလီနာပြတ်သွားတာရန်ဘယ်လိုပြောမလဲမနှိမ့်သွားတော့ဘူးလို့ပဲပြောရမှာပေါ့နော်အခုကတော့ Hero Gate မရလိုက်ဘူးဆိုတော့ U Titan ဒီပွဲကစားချိန်ဒါ10မိနစ်ဝန်းကျင်မှာတော့ Hero Gate ကောင်စပြီးတော့ပိုင်ဆန်နာတယ်ရလိုက်တာလဲလီနာဖြစ်တဲ့အတွက်ဒီပထမဦးဆုံး first star တဲ့တိုင်းမှာလီနာ level 4ကစပြီးမရနေတော့ဘူးဗျာဒီလိုချက်ကြောင့်တာတက်တိုးလာဖို့ဒီ တိုင်းအနေငယ်တော့ခက်ခဲသွားနေပဲဒီဘက်မှာ Rocco စပြီးတာတက်လေးတော့ try နေခဲ့ပါပြီအဲ့တော့ first star တွေကတော့ဒီဘက်က Saru ကိုတက်ဖြစ်သွားလို့တော့မလီနာနောက်တက်ကင်းတကောင်ထိုက်ရုံနဲ့ကြိုးစားနေတဲ့ထိတ်ရလိုက်ပြန်ပြီဗျာတကယ်ကိုများတယ်တတော်ဝက် damage တွေကြားဘလူးဘတ်တိုင်မင်တကူမှာပါရိုကိုထိတ်ရောက်နေခဲ့ပြီဆိုတော့တစ်ဖက်တင်းမှာရှိနေတဲ့ J9 Yori သူ့ရဲ့ back တွေပါစားဖို့တော့ဒီတက်ပို့ပြီးခက်ခဲတော့မယ်ဗျာလက်ရှိမှာတော့ J9 တက်တေးတွေပါပြန်ပေးထားရဆိုပေမဲ့တော့အញ្ញမ်းကြီးမနှိမ့်အောင်လို့သူတို့ပြန်ပြီးထိန်းထားနိုင်သေးတယ်ဒါပေမဲ့ objective နဲ့တူ hero key နှစ်ကောင်ပေးထားတဲ့နောက်မှာ gang တွေကပါထပ်ပြီးတော့အဆင်မပြေနေဘူးဆိုရင်တော့ J9 အနေနဲ့နောက်ဆုံးဒီ game number 2ရဲ့ပွဲတွေတစ်ခုမှာပါ network ကပါထပ်ပြီးတော့နှိမ့်သွားနိုင်တယ်အများကြီးရှိနေပါတယ်ကဲ Steam မှာလည်း Hannah Strike တစ်ချောင်းစပြီးတော့ပါလာပြီဗျာပွဲကလည်း2မိနစ်ကျော်ဒါ3မိနစ်ဝန်းကျင်စပြီးတော့ဝင်လာတယ်ဆိုပေမဲ့လည်းဒီတပွဲ early intro မှာတော့ဒီလိုက်တဲ့ပုံကောင်းနေတဲ့ Tsunami Slam 1 man နောက်မှာ Air Strike အောက်မှာ PC damage ထပ်ပေးရတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာတော့ဒါ instant ဒီ flicker တွေရော sandstone တွေရောပေးပြီး back လိုက်ရတာအဲ့နောက်မှာကျွန်တော် Kali ကြီးဖြစ်နေလို့ချားကောင်ဆိုရင်အန်ဒီများတယ်တန်းပြတ်သွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်တယ်ပြီးတော့ Lina လည်းကျွန်တော်ပြောသလိုဒါ first start နဲ့မတိုင်ခင်မှာသူ့အနေနဲ့ Hero Gate တွေပေးလိုက်ရတဲ့အတွက် target time မှာ level 4မရသေးတော့ Framin level 4မရမှာတော့ကျွန်တော် objective 5ကဘလို့မှ J9 အတွက်ကဆိုင်လို့မရခဲ့တာဗျာlevel time နေနောက်ကျသွားတဲ့အနေထားတစ်ခုမှာတော့ Tate ပြန်ပေးလိုက်ရတယ် Yuki ပြန်ပေးလိုက်ရတယ်ဆိုပေမဲ့ J9 အနေနဲ့ network cap မှာတော့ပြန်ပြီးတော့မရရအောင်တော့သူတို့ဒါထိန်းထားနိုင်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးချိန်မှာတော့ network ကထိန်းထားနိုင်တယ်ဆိုတော့အကယ်၍သူတို့က Tate ပြန်ရလိုက်မယ် Yuki ပြန်ရလိုက်မယ်ဆိုတော့ network ကသူတို့တက်တော့မှပြန်ဖြစ်သွားနိုင်မှာကြည့်ရမယ် Yuki နဲ့ပြီးခဲ့တဲ့ battle တစ်ခုမှာဖမ်းခဲ့တာလေးကတော့မှန်တယ်ဆိုပေမဲ့ Roma ကြီးဖြစ်နေတယ် Innet ကြီးဖြစ်နေတဲ့အနေထားတစ်ခုမှာတော့တန်းတော့မပြတ်သွားဘူးအဲ့နောက်မှာတော့နောက်ထပ်ပြီးတော့ဖမ်းမယ်သူ့ရဲ့ Stormy Stand ကိုထပ်ကြည့်ရမယ် Intent Sandstone နောက်မှာထပ်ပြီးထပ်လိုက်လာတဲ့အနေထားတစ်ခုမှာတော့ခက်3ကိုကိုင်းသွားရဆိုပေမဲ့ဒီမှာတော့မဟုတ်ဘူးလေရှင်းနေငယ်နေတူပဲ HP ကလည်းချန်နေသေးတယ်ဆိုတော့ဘယ်တော့မှပြန်ဟဲမယ်ဆိုဟဲလို့ရပြီသူ့မှာ Storm Stand နဲ့ပြန်ပြည့်နေပြီဆိုတော့လေဟုတ်တယ် J9 အနေနဲ့ကသူ Hero Gate နှစ်ကောင်တော့ရရတာပြ Torrent Fall Shaking Sky Skyfall နောက်လည်း for the air strike Netherlands Lina ပြန်ပြီးတော့ follow ပေးတဲ့ Tsunami Slam 1 man အဲ့တော့ backline control လုပ်ပေးတဲ့
တိုင်းနဲ့ပဲခက်ခက်တကောင်တန်းပြီးတော့ပြတ်သွားပြီပဲနောက်မှလည်းအိုးလာလာ Yuri ပါတက်ကြသွားနေဗီဒီယိုကင်းတကောင်ဂျင်တိုင်းအနေနဲ့ Big Faster ဝိုင်းနာမှာပေးလိုက်ရတယ်ဗျနောက်မှလည်း Robo တကောင်ရက်ပြီးတော့ Channel ခဲ့တဲ့နောက်ဆုံးမှာတော့လီနာပြန်လဲဆုံးသက်ပြီလို့ထားပါသေးတယ် လီနာဆုံးသက်ထားပြီးတဲ့ hero တွေဂျိုင်းမှာ Rogo လေးပြန်ရလိုက်လို့ဒါဂျေတိုင်းလေးနဲ့ငယ်ငယ်ပြန်တန်သွားတယ်လို့ပဲပြောရမှာပြီးခဲ့တဲ့ပတ်တဲ့တစ်ခုမှတော့လုံးဝခက်ခက်ဖမ်းသွားပြီး Afghanistan တိုင်မီလေးကလုံးဝကွက်တိကျသွားဗျဒီတိုင်းဒီ Netherlands ဘာတွေပြီးဆုံးမဲ့ဒီစကြာတစ်ခုမှသူလုံးဝဂျိုကြီးကိုဖမ်းလိုက်တယ်အဲ့ချိန်မှာတကယ်လေး Yuki ရသွားတယ် Rogo တော့မသေးခဲ့ဘူးသူဒီ second start တွေကိုယူတိုင်းနဲ့ထပ်မှတ်ပြီးပိုင်ဆိုင်သွားပါဗျဒါပေမဲ့လည်းလီနာရဲ့အကောင်းဆုံး goal master ပုတ်ချက်တွေဂျိုင်းမှာသူ့ရဲ့ signature ဖြစ်ပါတယ်ဆိုရင် hero ကိုလုံးဝဒီပွဲမှာအသေးချာကင်ပြတ်ထားနိုင်တယ်ပဲ Rogo ပြန်ရထားတဲ့အနေအထားတစ်ခုမှဒီ second start လေးကိုတော့ division လေးပြန်ပြီးခွင့်ရသွားပါတယ်အေဒါရှေ့တော့ကနေဝင်လာဖို့တော့ချိုးစားနေတယ်လို့တာတဲရလည်းဒီချိန်မှာသွေးရတော့တစ်ခွက်လောက်ချန်သေးတယ်ဗျာနောက်မှလည်း Thunder Strike Tsunami Slam Backline မှာ Air Strike ဂျားထဲမှာ Yuri Retribution ရအောင်ပေါက်ထားတယ်ဗျာနောက်မှလည်း Downshot Team Fight ရရိန်းချလို့မကောင်းတော့ဘူးဆိုတော့ Utitan ဒီတက်လေးပေးလိုက်ရတဲ့ဆိုတဲ့အချိန်တစ်ခုမှာ Aether လည်းပါသွားတာဆိုတော့ပြန်ပြီးတော့သူတို့ fall back လိုက်ရတယ်ဒီချိန်မှာဒီ Battle တာသွားတဲ့ခြေတိုင်း Make it faster wall ပါပွဲကစားချိန်9မိနစ်ဝန်းကျင်လောက်မှာတစ်ခါတည်းနော်ရောင်းချိုးသွားနိုင်တယ်ပါစေးရ blue band တွေပါအကုန်ယူမှာဆိုတော့ရှိသမျှရာအားလုံး objective တွေအကုန်သိမ်းသွားရင်းနဲ့ပဲ game 1ထုတ်လေးနဲ့မထူမှာပို့ပြီးတော့ထောင်တက်သွားတာဗျာဒီက mention ထားခဲ့တဲ့အတိုင်းပဲရှေ့မှာကျွန်တော်တို့ဒါဆွတ်ချက်ထားတဲ့အတိုင်းပဲ Hyugi မရနေတာတာတယ်မရနေတာတောင်မှ network ကိုပြန်ပြီးဥဆောင်ကြည့်နေတာတကယ်လည်း Hyugi ပြန်ရခဲ့တယ်တာတယ်လေးလည်းပြန်ရလာတဲ့အခါမှာတော့ network 2K ကျော်ဆိုတဲ့ပမာဏကိုတော့ဒီတိုင်းပြန်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ယူတိုင်းနယ်အနေနဲ့ဒီပွဲမှာ Devil Face တအားကောင်းနေဆိုပြီးပြီးခဲ့တဲ့ဘက်တစ်ခုနောက်မှာဆိုတာအတိုင်းနောက်မှာလည်းနောက်မှာ damage တွေထပ်ပြီးမလိုက်လာနိုင်ဘူးတချို့သောဆုံးဖြတ်ချက်တွေမှာယူတိုင်းနယ်အနေနဲ့နည်းနည်းလိုချက်ရှိနေတယ်လို့ပြောလို့ရတယ်။အဲ့ချက်တွေကြားထဲမှာဒီတိုင်း game number 1 Devil Face အတိုင်းလေးကိုဒီ game number 2မှာလည်းပြန်လည်ပြီးတော့ထုတ်ခွင့်ရနေနေပဲ impact အတူထပ်မှတ်ပြီးတော့ထုတ်ပြထားနိုင်နေပဲဒီ game number 2မှာလည်းဒီ game number 1တော့အတိုင်းပဲ first star တွေပြန်ပြီးတယ်ဒီ second star တွေလေးမှာတက်ပြန်အယူနဲ့အတူ network gap ကိုပါပြန်အသာစီးပါထပ်ပြီးယူသွားလိုက်ပြီဗျာ။ဟုတ်တယ်သူတို့ဒီအားလီပိုင်းမှာလည်းသွားပြီးတော့ခုနပြောသလိုမျိုးပေါ့နော်တာဝါအပေါ်လမ်းမှာရသွားတာကြောင့်လည်းပါတယ်ဗျာဒီတိုင်းကခဲပြောရင်းဆိုရင်လည်း Aether တစ်ခေါက်တော်တော်လေးကိုနာကျင်နေပြီနာကျင်ကြိုက်ခဲနေရဆိုတဲ့အခြေအနေတစ်ခုမှာဘေးမှာလည်း index ကသွားပြီးတော့ပါနေသေးတယ်ဆိုတော့ Aether yes ဆိုတာဒီပွဲမှာတော့ရရင်တော့ဒါ front line မှာတိုးလို့တော့ကောင်းနေတဲ့အခြေအနေမျိုးလည်းမဟုတ်သေးဘူးခက်ခဲရဲ့ Tsunami Slam တွေဘာတွေကကောင်းနေဆိုပေမဲ့တစ်ဖက်မှာလည်းဒါ Lina ဒီသူ့ရဲ့ Netherlands နဲ့ Devil View ကပြန်ပြီးရှိနေတယ်ဆိုတဲ့အခန်းကဏ္ဍတွေကြောင့်ရရင်နဲ့ Uday ကနေ surprise ရဖြတ်လို့မရဘူးဗျာ။ Oh stick ကိုသွားပြီးဖမ်းဖို့ထိန်းဖို့တချိုးစားတယ်ဆိုတော့ back ကနေအများကြီးဂျိုင်းမှာပြန်ပြီးတော့ဟန်ပေးလိုက်နေပဲ Hyugi နောက်ထပ်တစ်ကောင်ကိုမင်းပိုင်းချမကြခင်စကြာတစ်ခုမှာပဲထပ်မှတ်ပြီးတော့သိမ့်ပိုက်ပေးလိုက်ပြန်ပြီဗျာ။နောက်လျှောက်ကိုကြီးပေးနေရတယ်တိုက်ပြန် Secret ကိုပါထပ်ပြီးတော့ပေးရတော့မလားပြတ်မလားလို့ HP လေးနဲ့ Secret ကန်အောင်သွားတယ်လို့ပဲပြောရပါမယ်ဗျာ။ Dominate time ရ icon လေးဒါနေနဲ့ထပ်ပါလာမယ်ဆိုရင်တော့နောက်ပိုင်းရဒီ passive တွေပါနေပြတ်နိုင်တယ်ဗျာ Yuri เนาะ damage ကတော့တော်တော်လေးများနေပြီလို့ပဲပြောရမယ်။ဒါရှေ့ရပွဲမှာလည်းသူ့အနေနဲ့တောက်လျှောက်ဒီ Deadly Magic Poker တွေကိုတစ်ဖက်က front liner တွေကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့တာဗျာ။ဒီပွဲမှာလည်းဒါတော်တော်လေးတော့အဆင်ပြေတယ်။ခုနပွဲရဆိုလည်း PC က Fasa ပဲ။ဒါပေမဲ့ Yuri တောက်လျှောက်လိုက်ထောက်တာတွေခုံးလိုက်ထောက်တာတွေကြောင့် Air Strike အရင်ကျဲခွင့်မရခဲ့ဘူးဆိုတော့အချက်တွေကိုလည်းတွေးရတယ်။ဒါကြောင့်ဒီပွဲမှာလည်းသူတို့ကတစ်ဖက်ကို Fasa သမင်ပေးထားပြီးတော့သူတို့ဘက်မှာဒီပုံသဏ္ဍာန်ပဲထပ်ထွက်လာတယ်ပြီးတော့ stick ကိုသူတို့ဒီ goal lane မှာတောက်လျှောက် famine တစ်ခုရအောင်ရှေ့က game 1မှာဆိုလို့ရှိရင်အချိန်ပေးခဲ့တယ်။ဒါပေမဲ့ဒီပွဲဟာ early to mid မှာနည်းငယ်ပို့ပြီးတော့ battle ကဆိုင်လို့ကောင်းနေတဲ့ပုံစံတစ်ခုမှာတော့ stick ဒီ battle combination တွေရလဲ expanding radar ဖြစ်တာကြောင့်လည်းပါမယ်တင်တယ်ပို့ပြီးတော့ battle တွေ light join နေတဲ့အပေါ်မှာgame 1တက်စားလို့ရှိရင်ဟိုဒါသူတို့ဒီပို့ပြီးတော့ impact ဖြစ်လာတယ်ဗျနော်ပို့ပြီး impact တွေကောင်းနေတယ်နော် expanding radar မှာ movement speed နဲ့ဒီစီရဲ့ movement speed နဲ့ဆိုပိုကောင်းသွားတာပေါ့နော် can stand ပြန်ပြီးတော့ဆိုပေမဲ့ energy ထပ်ဖြစ်နေတယ် the reset ဒီကြားထဲမှာ index AC လေးပဲထပ်ပြီးတော့ပဲ forward နိုင်ရဲ့နောက်မှာ stay ထပ်ပြီးတော့ပဲပေါ်လင်း second tower တလုံးကိုထပ်ပြီး damage ပေးယူသွားရင်းနဲ့ပဲမကြခင်ပေါ်လာတော့မဲ့ lob timing တစ်ခုမှာပါ position အသာစီးနဲ့ကိုဂျေတိုင်းဆန်ရတော့မှာဗျဟုတ်တယ်နော်တာဝါကလည်းတလုံးမှမဖေးရသေးဘူးဗျလက်ရှိချိန်နေရပွဲကစားခြင်း10မိနစ်ဝန်းကျင် network gas မှာလည်း4000လောက်သွားပြီးတော့တာနေတယ် hero k ကတော့44ဆိုပေမဲ့ဒီချိန်မှာကွာချက်တွေရသွားပြီးရှိတယ်ဗျတစ်ဖက်မှာတော့လည်းကျွန်တော်တို့ဒါ sea cry အနေနဲ့သူ့ရဲ့ granger ဒီ level 10နီးပါးရောက်တော့မယ်ဒါပေမဲ့ဟိုဘက်မှာ stick က level 12ကျော်သွားပြီဗျ damage output ပိုင်းရလည်းကျွန်တော်ဒီချိန်မှာ goal line တစ်ယောက်ကြားရကွာလာတယ်လို့ network ပိုင်းရလည်းကျွန်တော်ကွာနေတဲ့အခြေအနေမျိုးပါဆိုတော့ပေါ်လာမဲ့ fast လို့တော့ Utitan ဒီသွားပြီးတော့ကျွန်တော်တို့ဒါလူဖို့ကလွယ်တာတော့မလွယ်ဘူးရှေ့သုံးမှာဒီခန်းခန်းတို့ဘာတို့ပြောလို့ရှိရင်လည်းနောက်မှာတော့ဒီ Aether တို့ရှိတယ်ဆိုပေမဲ့တစ်ဖက်မှာ Lina တို့ရဲ့ဒီ Framis တွေတောက်လျှောက်ဒီတိုးလာမဲ့ကောင်တွေကို Yuri ပုံမာတွေခုံးရိုက်မာတွေနဲ့ကြတော့เนาะ Utitan တိုးလာဖို့ကဒီလိုတော့ခက်ခဲနိုင်ပါတယ် Sandstone ပြန်တော့ပေးတယ် Aether Torrent ပြန်ထိန်းထားတဲ့အနေအထားတစ်ခုမှာ Storm Sand ချားထဲမှာတော့ခွန်းနေနေတော့ပြန်ပါသွားတယ်ဗျ Air Strike back ဒီချားထဲမှာထပ်ပြီးခန်းခန်းတက်ဝင်ထားတယ် Lina Netherlands နဲ့မိမဲ့ဆက်သက်စိတ်သွားတော့မြန်သွားလို့ဗျဒါပေမဲ့တော့မတက်နိုင်
တွေခက်ခက်တက်လိုက်ထားတယ်နောက်မှ Roku လည်း damage ပါတယ်ဆိုပေမဲ့ Yori Eddie ပြန်ထည့်ထားတဲ့အနေအထားတစ်ခုမှာတော့ ယူတိုက်တဲ့အရန်ခေါင်းတိုးလို့မရဘူးဆိုတော့သူတို့ကောင်းကောင်းနားလဲဗျအဲ့ဒါမှတော့ Eta အနေနဲ့တော့ Radiant Armor တွေပါထပ်ထည့်လိုက်တယ်မထည့်လို့ကလည်းမရတော့ဟိုဘက်က Yori ရဲ့ damage ကလည်းတော်တော်လေးများနေပြီတစ်ချက်ဒီ Lina တဲ့နဲ့ထွက်လာတဲ့ Go Buster မှာအခုလိုမျိုး Lightning မှာထပ်ပနေရဆိုကြလေ Radiant Armor လေးကတော့ဒါအသင်းတော်ဆုံး item တစ်ခုလို့ပဲထပ်ပြောရမှာပဲ ဟုတ်တယ်နော်ဒါ Magic Defense တွေကတော့ကောင်းကောင်းကြီးကို mid game တိုင်းမှာသွား